မတ်ဖို့ဝယ်ပြီးဒေါ်လာထောင်ကြီးသုံးထားပေမဲ့နေတိုင်းမောက်ကိုပဲနှိမ့်နေတုံးလားတကယ်တော့ professional programmer တွေ video editor တွေ designer တွေ content creator တွေကမောက်တွေထက် keyboard တွေကိုပို့ပြီးတော့အသုံးပြုကြပါတယ်။ဘာကြောင့်လဲဆိုရင်တော့အဓိကအကြောင်းရင်းကတော့ shortcut key တွေကြောင့်ပါပဲ။ shortcut key တစ်ခုတည်းနဲ့အချိန်စက္ကန့်အနည်းငယ်တက်တာသွားနိုင်ပြီးတော့ဒီတစ်နေ့တာအလုပ်ချိန်တွေမှာမိနစ်ပေါင်းများစွာဒီပို့ပြီးတော့တက်တာစေပါတယ်။နှစ်နဲ့ချီနဲ့တွက်လိုက်မယ်ဆိုရင်နိုင်ပေါင်းရာချီတက်တာသွားစေနိုင်ပါတယ်။ဒီဗီဒီယိုလေးမှာတော့ MacBook user တိုင်းတိထားတဲ့အသုံးဝင်ဆုံး shortcut key 10မျိုးကိုပြောပြပေးသွားမှာဖြစ်ပြီးတော့ဘယ်အချိန်မှာအသုံးဝင်နေဘယ်သူတွေအသုံးများကြတယ်ဆိုတာကိုပါအသေးစိတ်ရှင်းပြပေးသွားမှာပါ။ဗီဒီယိုကိုအဆုံးထိကြည့်ပြီးရင်မိတ်ဆွေရဲ့ MacBook အသုံးပြုတဲ့ပုံစံကလည်းလုံးဝပြောင်းလဲသွားပါလိမ့်မယ်။ကျွန်တော်နဲ့အတူလိုက်လို့ကြည့်လိုက်အောင်ပထမဆုံးမြောက်ပေးမယ် shortcut key လေးကတော့ spotlight ဆက်ကိုရှာတဲ့ shortcut key လေးပါဒီကောင်လေးကကျွန်တော် MacBook user တွေအတွက်အစွမ်းထက်ဆုံး shortcut key တစ်ခုလို့တော့ပြောလို့ရပါတယ်ဒီ command နဲ့ space ကိုနှိပ်လိုက်တာနဲ့ကျွန်တော်တို့ဒီ spotlight ဆက်လေးတစ်ခါတည်းပွင့်လာပါတယ်ကိုလိုချင်တဲ့ application တွေကိုမှတစ်ခါတည်းဒီကောင်လေးကနေပြီးတော့ရိုက်ရှာပြီးတော့direct တန်းပြီးတော့ဝင်လို့ရပါတယ်ဥပမာ server တွေနဲ့ဝင်နေတယ်ဆိုရင် server တွေကိုရိုက်ပြီးတော့ကျွန်တော် underlay ခေါက်ပြီးတော့ဝင်လိုက်ရမှာပဲကတ်တယ်လည်းဒီလိုပါပဲကျွန်တော်ဒီကတ်လို့ရိုက်ပြီးတော့ underlay ခေါက်ပြီးတော့ဝင်လိုက်ရမှာပဲဒါအပြင်ကိုက file တွေရှာခြင်းလည်းရပါသေးတယ်ကိုက file ကိုလိုချင်တဲ့ file တွေကိုရိုက်လိုက်ပါကိုလိုချင်တဲ့ file တွေကိုရိုက်ပြီးတော့ကျွန်တော် underlay ခေါက်ပြီးဝင်လိုက်မယ်ဆိုရင်ကျွန်တော်တခါတည်းရောက်သွားပါတယ်ဒါကဒီကျွန်တော် professional user တွေအတွက်ဒီလမ်းဘတ်တဲဝင်ပြီးတော့ shutter မျိုးလည်းလုပ်เสียမလိုတော့ပါဘူးကျွန်တော်ဒီနေ့စဉ်အသုံးများဆုံး shortcut ပြီးဆိုရင်လည်းဒီကောင်လေးကမမားပါဘူးနောက်တစ်မျိုးကတော့ကျွန်တော်တို့ဒီ command tab ပါ laptop မှာ browser ဖွင့်ထားတယ်တစ်ဖက်မှာဒီ note တွေတစ်ဖက်မှာ telegram တွေတစ်ဖက်မှာဒီ photoshop တွေဒီ app တွေကြားမှာကျွန်တော်တို့မြန်ပြောင်းမှုဆိုရင် mouse နဲ့လိုက်နေရင်အချိန်ရမ်းကုန်ပါတယ်ဒါကြောင့်မလို့ command tab ကိုနှိပ်လိုက်တာနဲ့ဒီဖွင့်ထားတဲ့ application တွေကြားမှာဒီချက်ချင်းပြောင်းနိုင်ပါတယ်ဥပမာအနေနဲ့ကျွန်တော်စမ်းပြပေးပါမယ်ကျွန်တော် command လေးကိုဖိပြီးတော့တက်လေးနဲ့နှိပ်မယ်ကျွန်တော်ကနေပြီးတော့ YouTube ထဲဝင်နေဆိုရင်တခါတည်းဒီလိုဝင်သွားပါတယ်ဒါအပြင်ကျွန်တော် final လေးပြန် server လေးပြန်သွားမယ်ဆိုရင်လည်းကျွန်တော်အလွယ်တကူဒီကောင်လေးဖိပြီးတော့သွားလိုက်ရမှာပဲဒီကောင်လေးက programmer တွေ editor တွေဒီရုံးဝန်ထမ်းတွေမှာအများဆုံးအသုံးပြုတဲ့ shortcut key လေးတစ်ခုပါပဲနောက်တစ်မျိုးကတော့ဒီကျွန်တော် copy paste လို့ခေါ်တဲ့ဒီကောင် shortcut key လေးကိုပြပြပေးပါမယ်ကျွန်တော်ဒီ Windows တွေမှာဆိုရင်တော့ကျွန်တော်ဒီWindows တွေမှာဆိုရင်တော့ Control C နဲ့ Control V ဖြစ်တယ်လို့မျိုးကျွန်တော် Mac တွေမှာတော့ဒီ Command C နဲ့ Command V ပဲဖြစ်ပါတယ်ဥပမာကျွန်တော်ကနေပြီးတော့ဒီ ABC ပေါ်မှာဒီမှတ်ပြီးတော့ကျွန်တော် Command C လေးကိုနှိပ်လိုက်မယ်ဆိုရင်ဒီကောင်လေးကို copy ကူးပြီးသားဖြစ်သွားပါပြီအဲ့ဒါကိုမှကျွန်တော်ကနေပြီးတော့ Command V လေးကိုနှိပ်လိုက်ရင်တခါတည်း page ချပြီးသားဖြစ်သွားပါပြီဒီကောင်လေးကဒီစာသားတွေပြင်ကျွန်တော်ဓာတ်ပုံတွေဒီ folder တွေ file တွေ video တွေအကုန်လုံးကိုမှကျွန်တော်တို့ copy paste အလွယ်တကူလုပ်နိုင်ပါတယ်ကျွန်တော်တို့ဒီ shortcut key ကိုမသုံးဘဲနဲ့ကျွန်တော်တို့ဒီ right click ကိုထောက်ပြီးတော့ကျွန်တော်တို့ဒီ copy နှိပ်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ productivity ကျသွားပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ productivity ကိုလည်းကြာမသွားအောင်ဒီ shortcut key လေးတွေကိုအသုံးပြုသင့်ပါတယ်နောက်ထပ် feature လေးတစ်ခုကတော့ undo လုပ်တဲ့ shortcut key လေးတစ်ခုပါလူတွေကဒီစာတွေကိုမှားဖြတ်မိကြတယ်ဒါပြီးတော့ file တွေကိုမှားပြီးတော့ရှင်းမိကြတယ်အပြင်ဒီဓာတ်ပုံ editor တွေမှားသွားတယ်အဲ့ဒီချိန်မှာဒီကျွန်တော်တို့က command set လေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ကပြန်ပြီးတော့ယူလို့ရပါတယ်အဓိကတော့ဒီကောင်လေးက undo လုပ်ပေးတာပါဒီကျွန်တော်တို့ဒီ editor သမားတွေ designer တွေဒီ writer တွေအတွက်တော့ဒီကောင်လေးကမရှိမဖြစ် shortcut key တစ်ခုပါပဲဥပမာအနေနဲ့ကျွန်တော်ကနေပြီးတော့ ABC တို့ရိုက်တယ်ဒီကောင်လေးကိုကျွန်တော်ကနေမှားပြီးဖြတ်မိလိုက်တယ်ဆိုရင်ကျွန်တော်ကနေပြီးတော့ command set လေးကိုနှိပ်ပြီးတော့ပြန်ပြီးတော့ယူလို့ရပါတယ်ဒီ feature လေးကလည်းတကယ်ကိုအသုံးဝင်ပါတယ်နောက်ထပ် feature လေးတစ်ခုကတော့ကျွန်တော်တို့ screenshot selection လုပ်တဲ့ shortcut key လေးပါပဲ MacBook ရဲ့နာမည်ကြီး feature တစ်ခုပါပဲဒီ screen တစ်ခုလုံးကိုဒီ screenshot မရိုက်ဖ ೇನೆ ကျွန်တော်တို့ဒီကိုလိုချင်တဲ့ဒီ area လေးကိုပဲ select လုပ်ပြီးတော့ screenshot ရိုက်နိုင်တာပါဒီ YouTube tutorial လုပ်တဲ့သူတွေနောက်ပြီးတော့ကျောင်းဆရာတွေဒီ student တွေဒီရုံးဝန်ထမ်းတွေမှာအရန်အသုံးများပါတယ်ကျွန်တော်စမ်းပြီးတော့ရိုက်ပြပေးပါမယ် command shift 4ဒီကောင်လေးနှိပ်လိုက်တဲ့အချိန်မှာဒီကောင်လေးပေါ်လာပါတယ်ကိုလိုချင်တဲ့နေရာကိုမှဥပမာအနေနဲ့ကျွန်တော်ကားနေပြီးတော့ဒီကောင်လေးကိုပဲမှတ်လိုက်မယ်ကိုလိုချင်တဲ့နေရာလေးကိုမှဒီ select မှတ်ပြီးတော့ပြတ်လိုက်ရမှာပဲဒါတခါတည်းသူက screenshot ရိုက်ပြီးသားဖြစ်သွားပါပြီဒီ feature လေးကလည်းအရန်အဆင်ပြေပါတယ်
နောက်ထပ် feature လေးတစ်ခုကတော့ကျွန်တော်တို့ဒီ professional ဒီ screenshot လုပ်တာတွေဒီ screen recording လုပ်တဲ့နေရာမှာဒီကောင်လေးကအရင်အဆင်ပြေပါတယ်ဒီ shortcut ကိုတော့လူတော်များများသိပြီးတော့မသိကြပါဘူးဒီကောင်ကတော့ဒီကျွန်တော်တို့ဒီ command shift file ဒီ command shift file ကိုနှိပ်လိုက်တာနဲ့ကျွန်တော်တို့ screen 2တစ်ခုလုံးပေါ်လာပါတယ်ဒါ screen record တွေ window capture တွေ custom area capture တွေ video tutorial recording တွေအကုန်လုံးနိုင်ပါတယ်ဒီ software လည်းထပ်ပြီးတော့သွင်းစရာမလိုပါဘူး Mapfo ထဲမှာတစ်ခါတည်းပါလာပြီးသားပါကျွန်တော်ကတော့ဒီမှာအခုဒီကောင်လေးနဲ့ recording လုပ်နေတာဖြစ်တာကြောင့်မို့လို့ကျွန်တော်မှာကဒီမဲ့သူကပြပေးပါတယ်ကျွန်တော်ရက်ချင်ဒီကောင်လေးကိုနှိပ်လိုက်ရမှာပဲကျွန်တော်တို့ကဒီ screen တစ်ခုလုံးကိုဓာတ်ပုံရိုက်ချင်လား screen shot ရိုက်ချင်လားဒါမှမဟုတ်ကျွန်တော်တို့ဒီ select window တစ်ခုတည်းကိုမှ select လုပ်ပြီးတော့ပဲကျွန်တော်တို့ရိုက်ချင်လားနောက်တစ်ခုကကျွန်တော်တို့လိုချင်တဲ့ position လေးကိုပဲကျွန်တော်တို့ဒီ screen shot ရိုက်ချင်လားနောက်ထပ်ဒီကိုလိုချင်တဲ့ဒီ position လေးတွေကိုပဲဒီ recording file ညင်လားကိုလိုချင်တဲ့ window လေးကိုပဲ recording file ညင်လားနောက်ပြီးတော့ screen တစ်ခုလုံးကိုပဲဒီ recording file ညင်လားအကုန်ရပါတယ်ဒီ feature လေးကတော်တော်ကိုမိုက်ပါတယ်နောက်ထပ် shortcut key လေးကတော့ကျွန်တော်တို့ quick application လို့အတိတ်ပဲရတယ်ဒီ application တွေကိုမှထွက်တဲ့ key လေးပါပဲဒီကောင်လေးကကျွန်တော်တို့ဒီ app window ပိတ်လိုက်ရုံနဲ့ map တွေမှာ app တွေကဒီတကယ်ပိတ်သွားတာတော့မဟုတ်ပါဘူးဒါကြောင့်မလို့ app တွေကိုဒီအမှန်တကယ်ပိတ်ချင်တယ်ဆိုရင်ကျွန်တော်တို့ဒီဥပမာကျွန်တော်ဒီကောင်လေးကိုသုံးနေတယ်ဆိုရင်ဒီကောင်ကကျွန်တော်ဝင်ပြီးတော့ကျွန်တော်ဒီကောင်ကိုထွက်တယ်ဆိုရင်ပြန်ပြီးထွက်လိုက်တယ်ဆိုရင်ဒီကောင်လေးကပိတ်သွားတာတော့မဟုတ်ပါဘူးဒီကောင်လေးကိုတကယ်ပိတ်သွားခြင်းနဲ့ဆိုရင်ကျွန်တော်တို့ကဒီ command ကြိုလေးကိုနှိပ်ပေးရပါမယ် command ကြိုလေးကိုနှိပ်လိုက်တာနဲ့ကျွန်တော်တို့ auto ထွက်သွားပါမယ်ဒီကောင်လေးကဘာတွေကောင်းလဲဆိုရင်ကျွန်တော်တို့ RAM ကိုစစ်ဖြစ်စေသလို battery ကိုလည်းတက်တာစေပါတယ်ဒါအပြင်ကျွန်တော်တို့ system performance လည်းပို့ပြီးတော့ကောင်းစေပါတယ်နောက်တစ်ခုကတော့ဒီကျွန်တော် command option ဒီ full quick လေးပါဒီကောင်လေးကတော့ရမန်ရကမှာ application တွေ handle တယ်ဒီကျွန်တော် not responsive တွေဖြစ်တတ်တယ်အဲ့ဒီချိန်တွေမှာဒီ Windows တွေရဲ့ task manager လိုမျိုးကျွန်တော်ဒီ full quick menu ကိုခေါ်ဖို့ကျွန်တော်တို့ဒီ command option escape ကိုနှိပ်ရပါတယ်ဒီ full frozen app တွေကိုပိတ်နိုင်ပါတယ် Mac user တိုင်းတည်ထားတဲ့နဲ့ emergency shortcut တစ်ခုပါပဲဒီကောင်လေးကတော့ကျွန်တော်နမူနာနဲ့ပြပေးပါမယ်ဒီကောင်လေးကဥပမာကျွန်တော် application နဲ့ handle တဲ့ full ဒီ command option escape ကိုနှိပ်ရပါမယ်ဒီကောင်လေးကကျွန်တော်တို့ဒီကောင်လေးတွေမှာတခါတည်းရန်ကျွန်တော်တို့ freeze ဖြစ်တဲ့အခါမှာဒီကောင်လေးကနေနှိပ်လိုက်တာနဲ့တခါတည်းပြန်ပြီးတော့အဆင်ပြေသွားပါလိမ့်မယ်ဒါတော့ emergency shortcut လေးပါနောက်တစ်မျိုးကတော့ကျွန်တော်တို့ဒီ reopen close တက်လို့အထိပ္ပယ်ရပါတယ်ဒီကောင်ကတော့ကျွန်တော်တို့ဒီ browser တွေထဲမှာ browser တက်တွေကိုကအခု YouTube video ကြည့်နေတော့ဒါမှမဟုတ်ဒီကျွန်တော် browser တွေထဲမှာ reset လုပ်နေတော့ website ကောင်းတစ်ခုဖတ်နေတော့မှာပြီးတော့ဒီ add tag ကိုပိတ်မိသွားတယ်ဆိုရင်ကျွန်တော်တို့ကအရင်စိတ်ပူစရာမလိုပါဘူး add tag ကိုပြန်ပြီးတော့ for ခြင်းနဲ့ဆိုရင်ဒီ command shift ဒီလေးကိုနှိပ်ပေးလိုက်ရုံပါပဲ command shift ဒီလေးကိုနှိပ်ပေးလိုက်တာနဲ့ website လေးကပြန်ပြီးတော့ကျွန်တော် add tag လေးကပြန်ပြီးတော့ add tag လေးကိုပြန်ပြီးတော့ခေါ်လို့ရပါတယ်ဒီကောင်ကတော့ကျွန်တော် reset လုပ်တဲ့သူတွေကျွန်တော်ကျောင်းသားတွေ content creator တွေအတွက်အရင်အသုံးဝင်ပါတယ်နောက်ထပ် shortcut key တစ်ခုကတော့ကျွန်တော်တို့ဒီအများစုအသုံးပြုတဲ့ဒီဥပမာ selection မှတ်တာတွေ selection မှတ်တယ်ဥပမာကျွန်တော်ဒီကောင်လေးတွေကို selection မှတ်တယ်ဆိုရင်ဒီ command A ဒီစာရီကိုမှကျွန်တော်တို့ကမှတ်ချင်တယ်ဆိုရင် select all နဲ့ဒီ command A လို့နှိပ်လိုက်တာနဲ့ဒီကောင်လေးအကုန်လုံးကိုမှတ်သွားပါတယ် sorry command A လို့နှိပ်လိုက်တာနဲ့ဒီကောင်လေးအကုန်လုံးကိုမှတ်သွားပါတယ်ဒါကတော့ command A ကိုနှိပ်လိုက်တာနဲ့အကုန်လုံးကို select all မှတ်တဲ့ဟာလေးပါနောက်တစ်ခုကတော့ကျွန်တော်တို့ဒီ command ပါ command ကတော့ဒီ document တွေစာရှာခြင်း command အလျကိုနှိပ်လိုက် command အလျကို sorry command အကိုနှိပ်လိုက်တာနဲ့ဒီ document တွေကိုဘာစာရှာခြင်းလဲပေါ့ okay command command အလျနှိပ်လိုက်တာနဲ့ဒီ document နဲ့ဒီကို document နဲ့ရာဒီအလွယ်တကူကို document နဲ့မှာစာရှာခြင်းကျွန်တော်က command လေးကိုနှိပ်ပြီးတော့ဒီ document နဲ့မှာရှိတဲ့ဟာတွေကိုကျွန်တော်အလွယ်တကူရှာနိုင်ပါတယ်နောက်တစ်ခုကတော့ဒီ space file တစ်ခုကို select လုပ်ပြီးတော့ space bar ကိုနှိပ်လိုက်ရုံနဲ့ကျွန်တော်တို့ဒီ preview ကြည့်နိုင်ပါတယ်ဥပမာကျွန်တော်ကဒီ file လေးကိုကျွန်တော်နှိပ်လိုက်မယ်နှိပ်ပြီးတော့ကျွန်တော် space bar လေးကိုနှိပ်လိုက်မယ် space bar လေးကိုနှိပ်လိုက်တာနဲ့ဒီကောင်လေးက
ဒီ speed bound နေတာနဲ့ဒီကျွန်တော်တို့ဒီကောင်းမှာရှိတဲ့ preview ကိုကျွန်တော်တို့ကြည့်နိုင်ပါမယ်ဒီကောင်းကို preview လို့ခေါ်တာပါ Mac user တွေအရန်ကြိုက်နေတာဒီကောင်းလေးကြီးက feature တစ်ခုပါပဲဒီနေ့ပြောခဲ့တဲ့ shortcut ဒီစေကူတဲ့ shortcut key တွေကဘယ် shortcut key က browser တို့အတွက်အသုံးဝင်ဆုံးလဲဆိုတာကို comment မှာရေးခဲ့ပေးပါဒီ shortcut တွေကိုမှတရက်နှစ်ရက်လောက်လေ့ကျင့်ပြီးရင်တရက်နှစ်ရက်ဒါမှမဟုတ်ဒီတစ်ပတ်နှစ်ပတ်လောက်လေ့ကျင့်ပြီးရင်မောက်ကိုကန်ရတဲ့အချိန်တိတတ်တာရောသွားပါလိမ့်မယ် MacBook ကိုဒီ beginner တယောက်လိုမဟုတ်ဘဲနဲ့ professional တယောက်လိုအသုံးပြုနိုင်ဖို့ဒီ shortcut key တွေကိုကျွမ်းကျင်အောင်လေ့ကျင့်ထားဖို့လိုအပ်ပါတယ်နောက်ထပ်ဒီ MacBook တွေ technology knowledge တွေနဲ့ productivity trick တွေကိုမလွတ်ချင်ဘူးဆိုရင်တော့ like subscribe လုပ်ထားဖို့မမေ့ပါနဲ့နောက်ဗီဒီယိုလေးမှာပြန်ဆုံကြပါသေးတယ်အားလုံးကိုကျေးဇူးတင်ပါတယ်